I am pretty good at many things, but I tend to cry easily when I get angry. Is my Achilles heel. ကျမကအရာအလုံးမှာတော်ပါတယ်။ဒါပေမဲ့စိတ်ဆိုးဒေါသထွက်တဲ့ခါမှာအလွယ်တကူမျက်ရည်ကျတတ်တယ်။အဲ့ဒါကကျမရဲ့တစ်ခုတည်းသောအားနည်းချက်ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ idiom လေးတစ်ခုကို share လုပ်ရှင်ပါတယ်။လူတစ်ယောက်ရဲ့အားနည်းချက်ပြော့ကွက်ဟာကွက်ကိုပြောချင်တဲ့အခါမှာ Achilles heel ဆိုတဲ့ idiom လေးကိုသုံးလို့ရပါတယ်။ဒီ idiom လေးကဘယ်ကလာလဲဆိုရင် Greek တန်တာကြီးပုံမြင်ကလာတာပါ။ဒါဆိုရင်ပို့ပြီးတော့နားလည်အောင်ဒီဇာတ်လမ်းလေးကိုအချင်းချုပ်ပြောပြပါမယ်။တခါတော့က Greek တန်တာကြီးမှာ Achilles ဆိုတဲ့သူရဲ့ကောင်တစ်ယောက်မွေးလာပါတယ်။သူ့မွေးလာတဲ့အခါမှာသူ့ရဲ့အမေကဒီ Achilles ကိုဓာတ်လန်လက်နက်တွေမထိုးဖောက်နိုင်အောင်ဒီကိုယ်လုံးအစွမ်းထက်အောင်ဆိုပြီးတော့နတ်မြစ်ထဲမှာစိန်ပေးခဲ့ပါတယ်။အဲ့တော့သူ့ကိုနတ်မြစ်ထဲကိုစိန်တဲ့အခါမှာဒီကိုယ်လုံးအစွမ်းထက်အောင်လို့ခြေဖနောက်ကနေကင်ပြီးတော့စိန်ပေးခဲ့ပါတယ်။အဲ့တော့ Achilles ကဒီလိုနဲ့ပဲတမဏိလိုဒီကိုယ်လုံးမာကျော်သွားပြီးတော့အင်မတန်အစွမ်းထက်တဲ့သူရဲ့ကောင်တစ်ယောက်ဖြစ်သွားပါတယ်။ဒါပေမဲ့သူ့အမေကင်ထားတဲ့ဒီရှစ်ဖနောက်တနေရာလေးကတော့တာမန်လူသားအတိုင်းပဲအစွမ်းမထက်ပဲကြံ့နေခဲ့ပါတယ်တူပြောရမယ်ဆိုရင်စစ်ပွဲတစ်ခုမှာရန်သူကဒီလှုပ်ဝက်ချက်ကိုတီးသွားတဲ့အခါမှာAchillesရဲ့ရှစ်ဖနောက်ကိုမြားနဲ့ပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာအင်မတန်အစွမ်းထက်တဲ့ Achilles ဆိုတဲ့သူရဲ့ကောင်ဟာတေပွဲဝင်ခဲ့ရပါတယ်ဒါကြောင့်မလို့ဒီနေ့ခေတ်မှာဘလောက်ပဲတော်ဘလောက်ပဲထက်မြက်လူတစ်ယောက်ရဲ့အားနည်းချက်ပြော့ကွက်ဟာကွက်ကို Achilles heel ဆိုပြီးတော့တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။တော့ဒီဇာတ်လမ်းလေးကိုနားလည်သွားပြီဆိုရင်ဒီ phrase လေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဥပမာလေးကိုကြည့်ကြည့်အောင်။ All of the four skills I'm strong in reading, writing and speaking, but listening is my Achilles heel ဒီ four skill လေးခုစလုံးမှာ reading ရော writing ရော speaking ရောအားလုံးအဆင်ပြေပါတယ်ဒါပေမဲ့အားနည်းချက်ကတော့ listening ဖြစ်ပါတယ်ဒီလောက်ဆိုရင် Achilles heel ဆိုတဲ့ idiom လေးကိုမှန်မှန်ကန်ကန်လက်တွေ့အသုံးချတတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye